ရာကြီးဤသားတပည့်မြောက်ကလာပမှဆရာဖရာဦးသားမြင့်နဲ့ဘုရင်စောတို့အားနဝမ9ကြိမ်မြောက်အာသတိယကတော်ပွဲမော်ဘီမျိုးနယ်မြောက်ချောကုန်းကြီးရွာဆရာဦးသွန်းဝင်းအောင်ခေါ်ဆရာရှမ်းဒေါ်ချိုမာတို့ရဲ့သားတပည့်ပညာညီကိုများနဲ့နဝမအကြိမ်9ကြိမ်မြောက်အာသတိယကတော်ပွဲဟိုရွာရောက်ချင်းမြင်ဩဝါဒစကားပြောကြပေးရန်ရွာရောက်ပါဆရာကြီးနဲ့ဆရာမခင်ဗျာနော်မော်ဘီမျိုးလားဟုတ်လားနော်ဟိုမျိုးနော်တော့ချုံကြီးပါဆရာဦးရှမ်းဆရာမတော်ဆိုမှအိမ်တို့ဒီဘက်ကြီးငယ်ပေါင်းတော့ဆက်ကြမယ်ကျင်းတယ်မလားကျင်းပါပါလုံးကလေးမမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ဝလုံးကလေးမမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ကာကြီးကဒီလိုွားလို့ဝိညိုအောင်ကအနန္တကြီးလူရှင်ပန်းအသွင်ပညာမလှသည်ဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလားတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အော်ပရင်နေတော့လဲပချိုင်ကြီးအထင်သာနဲ့ယုံလိုက်တိုင်းလှတော့ချစ်တော်ရှင်လုံးကလေးမမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ဘောဝလုံးကလေးမမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဆက်ဆက်လက်ထပ်ထားတဲ့ကာကြီးကဒီလိုွားလို့ဝိညိုအောင်ကအနန္တကြီးလူရှင်ပန်းအသွင်ပညာမလှသည်ဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလှတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အော်ပရင်နေတော့လဲပချိုင်ကြီးအထင်မှနဲ့ယုံလိုက်တိုင်းလှတော့ချစ်တော်ရှင်ဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါအတန်လေးတင်ပဲ့ပြန်ဆုံးမှာပါမချမ်းဘေးရန်စီကသင်ရအပူဆရာတို့ငါဗျာလက်စေဗျာထိတ်မှမို့ကယူတင်ညွတ်ကျိုးရှိဖို့ကတော့ပါဤဆရာတငယ်ချင်းတို့မင်းတို့ငါတို့ငယ်ငယ်ဘဝလုံးကလေးကိုတောင်ဝိုင်းအောင်မရေးတတ်တဲ့အတွေ့မှာလက်ကလေးကိုကမ်းပြီးတော့တေချာကြနာနာတင်ပေးခဲ့ရတယ်မင်းတို့ငါတို့ရဲ့ဆရာကြီးဆရာမကြီးကကြီးကဆိုတာဟောဒီလိုကွာဆိုဝိညွန့်နေအောင်ကပြီးတော့တရံလို့တရုတ်တူအောင်
ငါတို့တွေကိုတင်ပေးခဲ့တဲ့တို့ဆရာကြီးနဲ့ဆရာမကြီးတွေအခုဆိုကြည်စမ်းမောင်ကွာဆရာကဆောင်ဝါမြူခံတော့ပယေနေစီတွန့်လိုက်ပြီးအင်ပတန်အိုမင်းရင့်ရော်တဲ့အရွယ်ကိုရောက်လို့တောင်းနေကြပါဘောလားဒါပေမဲ့လေသူတို့ပြုစုပြုထောင်ပေးခဲ့တဲ့မင်းတို့ငါတို့ပင်ရံမြင့်မှာဝုံဝုံကြွားကြွားလှပတင့်တယ်နေတဲ့သူတို့ရဲ့တပည့်ပန်းကလေးတွေကိုမြင်တဲ့အခါမှာပီတိပြုံးနဲ့ပြုံးနေကြတာအဖြစ်မချိုင်ကြီးတွေအထင်းသားနဲ့ဘလောက်တောင်ကြည့်လို့လှလိုက်တယ်ကွာတကယ်ချင်းတို့ကြည်စားမောင်ကွာကြည်ကြစားမောင်ဆရာဆိုတာနာတော့လားစေတနာနဲ့နာဝရနာရဲ့ငါတင်ကြပြတာနှလုံးနာလူပါဆရာဆိုတာနာတော့လားစေတနာနဲ့နာဝရနာရဲ့ငါတင်ကြပြတာနှလုံးနာလူပါအတက်လေးတင်ပဲ့မြဆုံးမသိပ်ပါမချမ်းဘေးရန်စီကတင်ရအဖို့ဆရာတို့ငါဗျာလက်စပြထိတ်မှမိုးကရိုသေညွတ်ကြိုးရှိခိုးကြောပါဤဆရာရိုသေညွတ်ကြိုးရှိခိုးကြောပါဤဆရာရိုသေညွတ်ကြိုးရှိခိုးကတော့လိုက်ပါသည်ဆရာမင်္ဂလာပေါင်းနဲ့ပြည်စုံလာတဲ့ဒီနေ့နေနေခင်းအချိန်ကားလေးတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့30ရက်17လ2025ယနေ့9ချိန်မြောက်ကျွန်တော်တို့ရွှေကျော်ဣဒ္ဓရိယမိတ်ဒီစီကိုင်းတော်မြတ်ကြီးရဲ့ရွှေကျော်ကိုင်းတော်ကြီးအာစရိယပူဇော်ပွဲမှာဆရာဦးတန်းမြင့်နဲ့ဆရာမဘိုးရင်စောတို့ကိုကျွန်တော်တို့ရွှေကျော်ဆရာဖြစ်တဲ့ဆရာမဘိုးရင်စောတို့ကိုကျွန်တော်တို့ရွှေကျော်ဆရာဖြစ်တဲ့ဆရာရှင်နဲ့ဆရာမဘုံမာချုံနဲ့ရွှေကျော်ခိုင်းတော်ကျွန်တော်တို့ပညာညီကိုများကနေပြီးတော့ကျွန်တော်တို့ဦးစီးပြီးတော့ပြုလုပ်ကြတဲ့အာစရိယပူဇော်ပွဲဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်တို့ရွှေကျော်ခိုင်းတော်စီပညာညီကိုများနဲ့တူတပည့်သားသမီးများအားလုံးပေါင်းစုပြီးတော့ပြုလုပ်တဲ့ပူဇော်ပွဲကြီးဖြစ်ပါတယ်ခင်ဗျာကျေးဇူးပဲဇာတိပါစေဒီလေးပါဒီကိုပြောစီမရှိဘူးမောရီယာဒီလိုမျိုးတော်ရှိရင်ဘာလို့ကြည့်လဲဘာလို့ကိုကြည့်ဘာလို့ဘာလို့ကြည့်နေစိတ်ချမ်းမြေကြော်ရင်ဒီပါရှိဘူးကြော်ရင်ဒီပါရေဒီလိုက်တော့ဒီကျ
ပြုစေဆရာရှိရဲ့မိမလာယူသည်ဝတ္တဝါနာကြကြလေရွှေကြအိဆာတရားကိုင်းတော်ကိုရဲ့မာလာတော်မြတ်တာရဲ့သာသနာတော်အကျိုးတေဖို့ဆောင်ဖို့ရွယ်ကိုင်းတော်မြတ်ရဲ့ခရီးတရားတွေရဲ့တဘာဝတရားရဲ့ရှင်သာစိတ်ရိုင်းကိုပဲကွာတော့ထွင်ရှင်းလေးတို့ကဒီကိုင်းတော်တို့ဖြစ်ပေါ်တဘာဝတရားရဲ့ရှင်သာစိတ်ရိုင်းကိုပဲကွာတော့ထွင်ရှင်းလေးတို့ကဒီကိုင်းတော်တို့ဖြစ်ပေါ်ဘုရားကောင်းရဲ့ရတာဒီလိုရှင်များမမေ့ပါရှင်ကျော်စမကိုင်းကြီးဆရာကြီးကြွလာလို့လားဒီဘောင်းဘုံတော်မှာဝမ်းပြောက်လို့သွားခရီးဝကျူတို့ရဲ့လူတော်ချင်းများ
လုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်တာတဲ့ဝါလုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်တာတဲ့ကာကြီးကဒီလိုွားလို့ဝိညောအောင်ကအနန္တကြည်လူရှင်ပန်းအသွင်ပညာမလှသေးဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလားတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အောင်ပရင်နေတော့လဲပချိုင်ကြီးအထင်သာနဲ့ယုံလိုက်တိုင်းလှတော့ချစ်တော်ရှင်လုံးကလေးမှမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးပေါ်က
ဆက်ဆက်လက်ထပ်ခါတဲ့ဘောဝတုံးကလေးမဝိုင်းတတ်သေးခင်ဆရာသခင်သူ့နဲ့ကလေးနဲ့မိုးပေါ်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ခါတဲ့ကာကြီးကဒီလိုဝါလို့ဝိညိုအောင်ကအနန္တကြည်သူရှင်ပန်းအတွင်ပင်ရမှာလာသေးဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလှသွေးဆုံးလင်းဆမ်းဖြူလို့တော့တွေ့အော်ပရင်နေတော့လေပချိုင်ကြီးအထင်မှနဲ့ပြုံးလိုက်တိုင်းလှလို့ချစ်တော်ရှင်ဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါတင်ကြပြတာနှလုံးသားသူပါအတက်လေးတင်ပဲ့ပြန်ဆုံးမှာသိပ်ပါမချမ်းဘေးရန်စီကသင်ရအပူဆရာတို့ငါဗျာလက်စေဗျာထိတ်မှာမို့ကယူတင်ညွတ်ကြရှိဖို့ကတော့ပါဤဆရာ